လင်ကြောင့်ထိခိုက်ဒဏ်ရာရရှိချိန်မှာသတင်းမိမဲ့သူမရှိဘဲအထီးကျန်စွာစေကုသနေရတဲ့ထထမိုးကိုမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးမှာပြင်းထန်စွာထိခိုက်ဒဏ်ရာရှိသွားတာကထထမိုးပါအားလုံးလည်းသိကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာအသက်ဝင်လာတဲ့စကိုင်းငလင်ပြည့်ပြည့်ကျော်အင်အား9.9 ရစ်တာစကေးဆင်းရှိတဲ့ငလင်လှုပ်ခတ်မှုတွေကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာအစာအုပ်တွေပျက်စီးဆုံးရှုံးမှုတွေနဲ့အတူထိခိုက်ဒဏ်ရာရသေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်ဒီလိုထိခိုက်ဒဏ်ရာရှိသူတွေထဲမှာနာမည်ကြီးရုပ်ရှင်မင်းမီထထမိုးလည်းပါဝင်နေတာပါထထမိုးကမတ်လ28ရက်နေ့ငလင်နှုတ်နေချိန်မှာတော့ကြောင်ညာရိုက်ကူးနေတာပါဒီလိုနဲ့ငလင်အပြင်းထန်လှုပ်ချိန်မှာရင်းရင်လွှိုင်းနဲ့လက်ကျိုးသွားခဲ့ရတာဖြစ်ပါတယ်ဒါအပြင်ငကိုယ်တွေကနှလုံးရောဂါအခန်းရှိတယ်မလို့နှလုံးမောဖောက်သွားခဲ့တာပါဒီလိုငလင်ဘေးမှာထိခိုက်ဒဏ်ရာရသွားတဲ့ထထမိုးရဲ့အခြေအနေကိုဒီဇိုင်နာမျိုးမင်းဆိုရဲ့ပြောကြားချက်အရဆိုရင်ငလင်လှုပ်တဲ့အချိန်မှာသူဟာထထမိုးနဲ့အတူရှိနေခဲ့လို့ဆိုပါတယ်ဒီလိုငလင်လုပ်တဲ့အချိန်အားလုံးအဆောင်အပြင်ကိုပြေးထွက်ကြတာမလို့ထထမိုးကိုအပြင်ဆွဲထုတ်တဲ့အချိန်မှာအင်ကြီးကပေါ်ဝါစားနဲ့တကားညှိပြီးလေကောင်းအောက်ကပြုတ်ကျပြီးတော့လက်မောင်းရိုးကျိုးသွားခဲ့ရလို့သိပါတယ်။ဒဏ်ရာရသွားတဲ့အချိန်နဲ့ပတ်သက်လို့ထထမိုးကသူမသာ28နှစ်နေ့လည်အချိန်ရတနာဆိုင်တစ်ခုမှာကြောင်ညာရိုက်ကိုရလုပ်နေကြတာဖြစ်ကြောင်းကိုပြောပါတယ်။ကျမလည်းကြာသွားတော့လည်းအားလုံးကဆွဲထူပြီးတော့ပြေးကြနေလက်မောင်းနဲ့ပခုံးရိုးကကျိုးသွားတယ်လို့ဆိုပါတယ်။ထထမိုးဟာငကုံနှလုံးရောဂါတွေဖြစ်တာကြောင့်ရင်ကလင်းကြောင့်လမ်းဖြန့်ကရှော့ရသွားတာပါအခုဆိုရင်ထထမိုးဟာငလင်ဘေးဒဏ်ကြောင့်စေကုသမှုခံယူရတာဖြစ်ပါတယ်ဒီလိုထထမိုးကစေကုသနေချိန်မှာသတင်းမိမဲ့သူတော့မရှိပါဘူးထထမိုးကသူမရဲ့ယောဂအခြေအနေနဲ့ပတ်သက်လို့ပြောလာတာကလက်မောင်းကအယမ်းနာတယ်ညဆိုရင်အိမ်မရဘူးအခုဆိုရင်အယမ်းဝမ်းနေနေတယ်အားလုံးအတွက်တွေ့တွေ့ပြီးတော့မျက်ရည်ကျမိရလို့ထထမိုးကပြောလာတာပဲဖြစ်ပါတယ်အခုဆိုရင်ထထမိုးရဲ့အခြေအနေကပြင်းထန်လို့ထိုင်းနိုင်ငံအထိကိုတွားရောက်ကုသပေးနေရတာပါဒါပေမဲ့လည်းတိုးရီတော်သမီးလေးစလုံးရိထက်ကတစ်ချက်လေးတောင်လာမကြည့်တာဖြစ်ပါတယ်။ထထမိုးကသမီးလေးစလုံးရိထက်ကိုခလေးယူဖို့အန်ဒီရင်များတဲ့ကြားကနေရအောင်မွေးဖွားခဲ့တာပါ။ဒါပေမဲ့လည်းစလုံးရိထက်ကတစ်ချက်လေးတောင်လာမကြည့်တာဖြစ်ပါတယ်။ဒါကလည်းစလုံးရိထက်ကခုဆိုရင်ဖခင်နဲ့တူမိရင်းနဲ့နေနေရတယ်လို့ကျောင်းကိစ္စတွေမလို့မအားလို့လာမကြည့်တာလည်းဖြစ်နိုင်ပါတယ်။ခုချိန်မှာတော့ထထမိုးတယောက်ဆွေမျိုးသားချင်းမရှိဘဲအထီးကျန်နေရတာပါ။ထထမိုးရဲ့မိဘတွေဟာဆုံးမသွားပြီဖြစ်တယ်လို့ထထမိုးဟာအခုချိန်မှာတော့ကိုပိုင်မိသားစုမရှိတော့မို့လို့အထီးကျန်စွာနဲ့စိတ်ကူးတာနေရတာပါ။ဒါကြောင့်လေပရိသတ်တွေကတော့နေမကောင်းလာတော့ပြုစုပေမဲ့မိသားစုဆွေမျိုးမရှိရှာတဲ့ထထမိုးကိုတနာနေကြတာပါ။ထထမိုးခင်ဗျာမှာတော့ဒီလိုနေမကောင်းဖြစ်နေချိန်မှာတော်တော်လေးကိုအားငယ်နေမှာကတော့အသေးချပါပဲ။လူဆိုတာပုံမှန်ဆိုရင်ဘာမှမဖြစ်ပေမဲ့နေမကောင်းဖြစ်ခါအားငယ်နေတဲ့အချိန်မှာတော့မိသားစုကိုတောင်းတကြတာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောပြုစုမဲ့သူမရှိရှာတဲ့ထထမိုးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။အခုချိန်မှာတော့ကိုပိုင်မိသားစုမရှိတော့မို့လို့အထီးကျန်စွာနဲ့စိတ်ကူးတာနေရတာပါ။ဒါကြောင့်လေပရိသတ်တွေကတော့နေမကောင်းလာတော့ပြုစုပေမဲ့မိသားစုဆွေမျိုးမရှိရှာတဲ့ထထမိုးကိုတနာနေကြတာပါ။ထထမိုးခင်ဗျာမှာတော့ဒီလိုနေမကောင်းဖြစ်နေချိန်မှာတော်တော်လေးကိုအားငယ်နေမှာကတော့အသေးချပါပဲ။လူဆိုတာပုံမှန်ဆိုရင်ဘာမှမဖြစ်ပေမဲ့နေမကောင်းဖြစ်ခါအားငယ်နေတဲ့အချိန်မှာတော့မိသားစုကိုတောင်းတကြတာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောပြုစုမဲ့သူမရှိရှာတဲ့ထထမိုးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။